James ဟာတောင်ပေါ်လမ်းတစ်ခုမှာကားကိုအချိန်ပြင်းပြင်းမောင်းနေရင်အာယုံလွတ်သွားတာကြောင့်ရှေ့ကထရက်ကားကိုတိုက်မိလို့နီးပါးဖြစ်ခဲ့ပါတယ်။ရှောင်လိုက်တဲ့အချိန်မှာလမ်းဘေးကခီးဆောင်အိတ်တချို့ကိုတိတ်မိသွားပြီးအိတ်ပိုင်ရှင်မယ်ရီကိုကူညီရင်းနဲ့မယ်ရီစီးရမဲ့ဘတ်ကားလွတ်သွားခဲ့ပါတယ်။အားနာတဲ့အတွက် James ကမယ်ရီရဲ့ဇာတိမြို့ဖြစ်တဲ့ Silent Hill ကိုလိုက်ပို့ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီချိန်မှာသူတို့ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့နောက်ပိုင်းမှာလမ်းခွဲခဲ့ကြပြီး James ဟာမြို့ကိုပြန်ကရက်သမားတူဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့တေဆုံးသွားပြီလို့ယူဆရတဲ့ Mary C ကနေ Silent Hill ကိုလာခဲ့ဖို့စာတစ်စောင်ရောက်လာပါတယ်။ James ဟာမုန်တိုင်းထဲမှာ Silent Hill ကိုမောင်းထွက်လာခဲ့ပြီးမြို့ခိုးတွေနဲ့ပြာတွေဖုံးလွှမ်းနေတဲ့မြို့ပြကြီးထဲကိုရောက်ရှိသွားပါတယ်။မြို့ထဲမှာသူဟာလူစားတဲ့တတော်တွေဖြစ်တဲ့ Lying Figure, Acid နဲ့ပတ်သက်တဲ့တတော် Crisper, ဦးဟတ်ကြီးများနဲ့ Mannequin ရုပ်တုတတော်တွေကိုရင်ဆိုင်ရပါတယ်။ဒါအပြင်သူ့ကိုအမြဲလိုက်လံခြောက်လန့်နေတဲ့ဓာကြီးကင်ထားတဲ့ Pyramid Head ဆိုတဲ့တတော်ကြီးနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။လန်ခီမှာသူဟာ Angela စိတ်တန်ရာရနေသူ Edith လူတမိုးကြောင့်စိတ်ဖောက်ပြန်နေသူနဲ့ Laura ကလေးမလေးတို့နဲ့ဆုံတွေ့ပါတယ်။ထူးခြားတာကမေရီနဲ့ချွတ်ဆွတ်တူတဲ့မာရီယာဆိုတဲ့အမျိုးသမီးနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ဆေးရုံထဲမှာ James ဟာအမှန်တရားတွေကိုစတင်ပြီးရလာပါတယ်။မေရီဟာငယ်စဉ်ကတည်းကတူမအဖေရဲ့ဘိုင်းဟောင်း cut ထဲမှာပြိမိနေခဲ့တာဖြစ်ပြီး James ကတူမကိုအဲ့ဒီအခြေအနေကနေပြေတင်ဖို့ကြိုးစားရင်းအခြေတင်ဖြစ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ James ဟာတကယ်အမှန်တရားကိုရင်ဆိုင်လိုက်ရပါတယ်။ Angela, Laura နဲ့ Maria တို့ဟာမေရီရဲ့ကိုယ်ရည်ကိုယ်သွေးအစိတ်အပိုင်းတွေကိုအခြေခံပြီး James ရဲ့စိတ်ကူးထဲမှာဖန်တီးထားတဲ့ပုံရိပ်တွေတာဖြစ်ပါတယ်။ Pyramid Head ဆိုတာကလည်း James ရဲ့အပြစ်ရှိစိတ် Guilt ကနေပေါက်ဖွာလာတဲ့တတော်ပါ။အဆိုးအဆုံးအမှန်တရားကတော့မေရီဟာယောဂဝေဒနာခံစားနေရစဉ်မှာJames ကိုယ်တိုင်တူမကိုတနာလို့မျက်နှာကိုတာဝါနဲ့ဖိပြီးအပ်ခဲ့တာဖြစ်ပါတယ်။ဇလိုင်းရဲ့အဆုံးမှာ James ကမေရီရဲ့ဝိညာဉ်ပုံရိပ်စီကနေခွင့်လွှတ်မှုကိုရရှိခဲ့ပါတယ်။သူဟာမိမိကိုယ်ကိုခွင့်မလွတ်နိုင်ပဲမေရီရဲ့အလောင်းကိုကားထဲထည့်ပြီးရေကန်ထဲကိုမောင်းချကာအဆုံးစီရင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဇလန်းဟာအစကိုပြန်သွားပြီး James ကမေရီကို Silent Hill ကိုမခေါ်သွားပဲလိုက်ဖို့ပေးတဲ့အခိုက်အတန့်မှာပဲဆုံးသက်သွားပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုသဘောကျရင် Subscribe လုပ်ပြီး Notification လေးဖွင့်ထားဖို့မမေ့နဲ့အောင်နော်အားလုံးအဆင်ပြေကြပါစေခင်ဗျာ။